ဒါကလက်ရှိဦးစင်းသတင်းသုံးနေတဲ့ကြွားချောင်းမှာဒီဝင်းချင်တခွင်ကနေဘက်မှာဦးစင်းတို့လိစာတူကသွားလာလှရှာနေတဲ့ဝင်းချင်တခွင်မှာဒီเจ้าမှာပေါ့နော်ဦးစင်းတပါးတဲ့လင်းသုံးပါတယ်အခုတပီတော်တို့လေးပါရှင်ရဖို့တဲ့အခါမှာတပီတော်တို့လေးပါရဲ့ရှင်ဖျားကြီးတပါးရဲ့ရှိပါတယ်တော့ဟောမှာရှင်ဖျားလင်းသုံးပါတယ်ရှင်သုံးပါတော့เจ้าမှာတက်ရှိပါတယ်ပြီးတော့ကအခုဒီဝင်းချင်မှာပြီးတော့တူတဲ့ပါတယ်ပြီးတော့စင်ကြလျှောက်နေခဲ့ပါတယ်ကြွားချောင်းဆိုတော့ကြွားနေတဲ့လမ်းဝေးတယ်ပြီးတော့ကျောင်းဝင်းချင်တစ်ခွင်ရလဲအေးရအကျေးပြီးတော့အမောင်နေရာတွေရှိတော့ဦးစင်းတို့ရဲ့စိတ်တရံမှာကြောက်စိတ်လိုအမြဲတမ်းဖြစ်မိနေပါရဲ့ကိုဦးစင်းပြောနေစဉ်အတွင်းမှာပဲဦးစင်းချက်သိမ်းတစ်ဖက်ပြတ်နေပါတော့ပြောချင်တာကတရွက်6လေးတရွက်ကြွေကြသွားတဲ့အတန်းတို့အဝေးကစုပ်ထိုးတဲ့အတန်းတို့လေတိုးတဲ့အတန်လေးတော့တက်လေးကြားရင်တော့ဦးစင်းချက်သိမ်းဖြစ်ထားမိနေတယ်လို့ပါပဲဒါတော့မှဒီပုံချင်မှာလေးစင်မီရောင်စုံလေးစင်မီခံကနာရီရှိနေကြပါတယ်ဘုရားတော်ညာလေးပဲဦးစင်းအလင်းထဲမှာရှောင်းနေစဉ်အတွင်းမှာပဲအမောင်တဲကနေပြီးတော့စုံတူကကြည်နေတယ်လို့ချိုရာတွေမှာတချို့ဦးကိုမြင်တယ်လို့စိတ်ပဲထင်အောင်ထင်မှားတွေဖြစ်နေပါတယ်သူ့ဘောကကျောင်းတစ်ကောင်ရဲ့ရှောက်တန်ဟူတော်မှစဉ်ခုဆိုရင်ကြောက်မိနေပါတယ်ခုလိုပြောနေတဲ့တင်းမှာပဲအရင်ဘောခေါင်မိုးဘောကကျောင်းတစ်ကောင်ဖြတ်တန်းသွားစံကိုလည်းကြားနေရပါပါတို့ပေတော်ညာလည်းပဲဦးစင်းရဲ့စိတ်တန်တန်မှာတော့ကြောက်စိတ်ကကြီးစိုးနေပါတယ်ဒါဘာဖြစ်လို့လဲဆိုတော့ဦးစင်းတို့ကဦးစင်းအနေနဲ့ပေါ့နော်ဦးစင်းအနေနဲ့ကသီလသမာဓိပညာနဲ့နေပါတော့ကြောင့်ဖြစ်ကောင်းဖြစ်နိုင်မယ်ထင်ပါတယ်တို့ပြီးတော့လည်းပဲဦးစင်းအတတ်နိုင်ဆုံးဒီနေရာမှာတတ်နိုင်ဆုံးဦးစင်းရဲ့စိတ်ကိုထိန်းချုပ်သောအဖြစ်ဦးစင်းရဲ့စိတ်ကိုတတ်နိုင်ဆုံးကျင့်စဉ်ဒီတစ်ခုအနေနဲ့ဦးစင်းဆက်လက်ပြောကြားနေခြင်းဖြစ်ပါတယ်ဒီမှာချစ်ခင်သူတော်စင်ပေါင်းတို့ဦးစင်းတွေ့ကြုံနေနဲ့ပြောရမယ်ဆိုရင်တော့အရာဟာစိတ်ခံစားမှုတွေမှာသာဖြစ်နေတာပါရှိတဲ့အရာကိုရှိထင်တယ်ရှိတဲ့အကြောင်းအရာတွေကိုရှိရလို့မှတ်ယူနေတယ်မသိစိတ်ကနေပြီးတော့ကြောက်စိတ်တွေဖြစ်ပေါ်နေတယ်တခုခုတွေ့တယ်လို့တခုခုကိုဖြစ်တယ်လို့ဆိုတာဦးစင်းတို့ရဲ့စိတ်တဏ္ဍာမှာပဲဖြစ်တည်နေတယ်ဆိုတာကိုဦးစင်းလက်တွေ့
စဉ်းကျင်မိပါတယ်ဦးဇင်းနေလည်းဒီထက်စိတ်ငြိမ်းချမ်းခြင်းကိုစိတ်ခိုင်မာခြင်းကိုရအောင်ရှာပြီးတော့ရအောင်ထိမ့်သိမ်းပြီးတော့ဆက်လက်ဘဝတစ်လျှောက်မှာတက်နိုင်ဆုံးဆက်လက်ကောင်းကောင်းမွန်မွန်ဖြစ်အောင်ကြိုးစားကျင့်ဆောင်ပါပါမယ်ဒီနေ့ကတော့24ရက်12လ2025ခုနှစ်နှစ်ကုန်ပြီအချိန်ကြီးပဲဖြစ်ပါတယ်